ဗျာဒီကနေ့ဇူလိုင်လ9ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ဒီကနေ့တင်ပြပေးခြင်းသတင်းကလက်ရှိကျွန်တော်သတင်းရိုက်ကူးနေတဲ့အချိန်မှာပဲမုံရွာကနေပြီးတော့ချင်းတွင်းမြေကြောင်းအတိုင်းတပ်မတော်ရဲ့စစ်ရင်အုပ်တွေကကလေးဝမြို့ကိုခြိတက်လျက်ရှိပါတယ်တပ်မတော်ရဲ့စစ်ရင်အုပ်တွေခြိတက်ရလမ်းကြောင်းမှာအကြမ်းဖက်အုပ်စုတွေတင်မောတွေကိုကျွန်တော်တားဆီးတာတွေဟန်တားတာတွေချင်းချောက်တာတွေမလုံးနိုင်ပါဘူးထိထိရောက်လည်းမလုံးနိုင်ပါဘူးသူတို့လုံးနိုင်တာဆိုလို့စက္ကန့်30မပြည့်တဲ့ဗီဒီယိုကလစ်လေးတင်ထားတာတွေ့ရပါတယ်တပ်မတော်စီရင်ကိုသူတို့မိုင်းနေရေမြုံမိုင်းနဲ့ခွဲတယ်ပေါ့ဗျာမိကိုထွက်တဲ့တနေရာတင်မောသွားတာတနေရာဘာမှထိအောင်မရှိပါဘူးဒီချင်းတွင်းမြစ်မှာချင်းတွင်းမြစ်ကြောင်းမှာဆိုရင်အကြမ်းဖက်အုပ်စုတွေထိန်းချုပ်ထားတာကရွှေပြေးမြို့ပါရွှေပြေးမြို့ကို KIA ABSD ရဲ့ NUG အုပ်စုတွေကထိန်းချုပ်ထားပါတယ်ဒီမြို့ရရှိရေးအတွက်တပ်မတော်နဲ့ SNA အဖွဲ့တွေကကျွန်တော်တောက်လျှောက်စစ်ကြောင်းတွေထိုးနေပါတယ်သို့တော်လည်းပဲကျွန်တော်မြို့ကိုတော့အပြေးအဝထိန်းချုပ်နိုင်ခြင်းမရှိဘူးမြို့ရဲ့အနေအထားကိုထိတော့တပ်မတော်စစ်ကြောင်းတွေ SNA စစ်ကြောင်းတွေရောက်ရှိနေပြီအဲ့တော့ဒီတပ်မတော်ရဲ့ကျွန်တော်စစ်ရင်အုပ်တွေပေါ့တပ်မတော်ရဲ့စစ်ရင်အုပ်တွေကကျွန်တော်တို့စုံမဲ့နေရာကကလေးဝပါကလေးဝမှာစုံမှာဖြစ်ပါတယ်ဒီလိုမျိုးတပ်မတော်စစ်ရင်အုပ်တွေချင်းတွင်းမြေကြောင်းအတိုင်းမချီတတ်မီမှာကလေးဝယာကြီးလမ်းမိုင်းထိချုပ်နိုင်ရေးအတွက်တပ်မတော်ကတောက်လျှောက်စစ်ကြောင်းတွေထိုးပါတယ်လက်ရှိမှာဆိုရင်ကျွန်တော်တို့မင်းကင်းဧရိယာကျော်ပြီးတော့ကလေးဝဧရိယာတွေကိုရောက်နေပါပြီကလေးဝဧရိယာရောက်နေပါပြီအလားတူပါပဲဒီတပ်မတော်ရဲ့စစ်ရင်အုပ်မှာကျွန်တော်တို့နားလည်ရတာကလက်ရှိမှာတပ်မတော်ကကဘောကြိုင်ဝမ်ဒေသထိန်းချုပ်နိုင်ရေးအတွက်တောက်လျှောက်စစ်ကြောင်းတွေထိုးနေတယ်အဲ့ဒီမှာကျွန်တော်တို့ထိန်းချုပ်နိုင်ခြင်းမရှိသေးတာကခမ်းမမြို့ရဲ့အနီးနားမှာရှိတဲ့ကနန်ရွာที่တော့တပ်မတော်ကထိန်းချုပ်ထားတယ်အကြမ်းဖက်အုပ်စုတွေကတော့ဒီဝီဒုံနဲ့ကနန်ကြားထဲမှာအကြမ်းဖက်အုပ်စုတွေထိန်းချုပ်ထားတယ်တနည်းအားဖြင့်မိုင်ကကျွန်တော်18မိုင်ပတ်လေပေါ့အဲ18မိုင်ပတ်လေဧရိယာကိုတော့အကြမ်းဖက်အုပ်စုတွေထိန်းချုပ်ထားတယ်တစ်ဖက်မှာလည်းကျွန်တော်ချင်းပြည်နယ်ပြည်လဲထူထောင်ရေးအတွက်ချင်းပြည်နယ်မြောက်ပိုင်းပြည်လဲထူထောင်ရေးအတွက်နိုင်ငံတော်တပ်မတော်ကနေပြီးတော့လက်ရှိမှာအာတုံကိုဆိုင်လုပ်နေတယ်ဒီအရာတွေကျွန်တော်တို့ဒီနေရာတွေတိစောက်နိုင်ရေးအတွက်တပ်မတော်ရဲ့ကျွန်တော်တို့ဒီတပ်မတော်ကဒီစစ်ရင်အုပ်တွေနဲ့အတူဒီတိစောက်ရေးပစ္စည်းတောက်လျှောက်ပါလာတယ်အဲ့တော့ဒီခီးစဉ်ကတော့ကျွန်တော်တို့မုံရွာကနေစတယ်ဆုံးမကတော့ကျွန်တော်တို့ကလေးဝမှာဆုံးမယ်ကလေးဝကနေပြီးတော့ဒီကုန်းလန်းကနေတဆင့်ပေါ့ဗျာကျွန်တော်တို့ကလေးကိုတင်မယ်ပေါ့ကျွန်တော်ဒီလိုမျိုးနားလဲရတယ်အဲ့တော့အကြမ်းဖက်အုပ်စုတွေခင်ဗျားတို့လုံနိုင်လုပ်ပါဟိုစက္ကန့်30လောက်မပြည့်တဲ့ဗီဒီယိုဖိုင်ကလေးလေးပြပြီးတော့ဒီမှာတင်မောတွေကိုသူတို့ဖောက်ခွဲလိုက်ပြီးတော့တိုက်ပြလိုက်ပြင်းစရာကောင်းတယ်ရည်စရာလည်းကောင်းပါတယ်တင်မောသွားတာတနေရာမိကိုထွက်တာတနေရာဘာမှမဆိုင်ပါဘူးအဲ့တော့တကယ်ပဲလုံးကြကိုင်းရမယ်ဆိုရင်ခင်ဗျားတို့ရှေ့ရတင်မောတွေဖြတ်သွားတာပဲဆော့ပလိုက်စမ်းပါဆော့ပါအဲ့လောက်မှပွဲကြီးပွဲကောင်းညနေချင်းဆိုင်တိုက်တယ်ဆိုအဲ့လောက်ပြောတာဗျညနေချင်းဆိုင်တိုက်ရတယ်အဲ့မှာတင်မောတွေခင်ဗျားစံတက်နေပြီမုံရွာနေစထွက်တာကလေးဝမှာဆုံးမယ်တိုက်စမ်းပါခင်ဗျားတို့တိုက်တာကြည့်ချင်လို့အခုခင်ဗျားတို့ပြထားတဲ့ဗီဒီယိုဖိုင်ကလစ်က10မိနစ်တော့မပြည့်တဲ့ဗီဒီယိုဖိုင်ကလစ်လေးဗျာအဲ့လောက်ရေမြုံမိုင်းနဲ့တိုက်ပလိုက်ပြီးတော့ဟိုကနေလှုပ်ပလိုက်ပြီးတော့ဆိုတာတော်တော်လေးတော့ရည်စရာကောင်းတယ်ဗျနောက်တဲ့အခြေအနေတစ်ခုကဗမော်ကိုလိုအပ်တဲ့ကျွန်တော်ထောက်ပံ့ပစ္စည်းတွေပို့ဖို့အတွက်ဒီမန္တလေးကနေပြီးတော့ကျွန်တော်တို့အေယာဝီမြေကြောင်းတိုင်းဗမော်တက်မယ်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့အကြမ်းဖက်အုပ်စုမီဒီယာတွေမှာလည်းရေးနေကြတယ်ဒီလိုမျိုးဒီတပ်မတော်ရဲ့ဒီစစ်ရင်အုပ်တွေမတက်မီမှာလက်ရှိမှာကျွန်တော်တပ်မတော်ရဲ့တိုက်ခိုက်ရေးရင်တွေကဒီအေယာဝီမြေကြောင်းမှာအကြမ်းဖက်အုပ်စုတွေရှိတဲ့နေရာတွေတောက်လျှောက်ကျွန်တော်ပြင်ရှင်းတယ်ပြီးကျွန်တော်ဝင်းကနေပြီးတော့ရဟိန်တွေဖိုက်တာတွေတောက်လျှောက်ရှင်းနေတယ်ဒီအေယာဝီမြေကြောင်းတိုင်းမှာအကြမ်းဖက်အုပ်စုတွေသူတို့အဟံတားလုံးနိုင်တဲ့နေရာကတော့ကျွန်တော်စင်ကန်းတကားလို့ပဲနားလေရတယ်သူတို့ဒီစင်ကန်းတကားမှာအခိုင်အမာခံစစ်ပြင်ပါပဲသူတို့လုံးနိုင်တာလေစင်ကန်းတကားပဲရှိတော့တယ်ဘာကြောင့်လဲဆိုတော့ဒီအေရီယာတကြောလုံးကိုတပ်မတော်ကစိုးမိုးထားလို့ပဲတပ်မတော်စိုးမိုးထားတယ်နံပါတ်1သူတို့လုံးနိုင်တာက drone နဲ့တိုက်မယ်နံပါတ်2ကတော့ကျွန်တော်တို့ဒီရေပေါ်ပေါ်နိုင်တဲ့သူတို့မိုင်းတွေခံပြီးတော့ဒီသမောတွေကိုတိုက်မယ်နံပါတ်3ကတော့ဒီသမောရဲ့ပန်ကားတွေမှာကျွန်တော်တို့ညှိပြီးတော့သမောတွေကျွန်တော်ရက်သွားတာတွေထိချုပ်ဖို့ခက်ခဲတာတွေဒီအတွက်လုံနိုင်တာကပိုက်ကုံနဲ့သူတို့အဟံတားလုံနိုင်တယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီစတီဂျိုးတွေပေါ့စတီဂျိုးတွေတားပြီးတော့ဒီသမောတွေပြီးသမောတွေကျွန်တော်ရက်သွားအောင်သွားမရအောင်သူတို့ဒါတွေလည်းလုံနိုင်ပါတယ်ဒါသူတို့လုံနိုင်ကြပေါ့နောက်တစ်ခါကျွန်တော်မြစ်ချင်းပေါ့မြစ်ချင်းနေရာတွေမှာသူတို့နှစ်ဖက်ညှက်ပြီးတိုက်တာတွေပုံစံမျိုးစုံနဲ့သူတို့တိုက်နိုင်ပါတယ်တိုးတော့လည်းပဲတက်မတော်ကတော့တောက်လျှောက်ကျွန်တော်တို့ဒီစင်ကန်းတရာအထိစိုးမိုးရေးအတွက်တောက်လျှောက်ကျွန်တော်တို့စစ်ကြောင်းတွေတောက်လျှောက်ထိုးနေတယ်တောက်လျှောက်ရှင်းလင်းနေတယ်အဓိကတော့ကျွန်တော်တို့ဒီရွှေကူနဲ့ဗမော်ကြားကစင်ကန်းတရာထင်ချုပ်နိုင်တဲ့အတွက်တက်မတော်ကတော့တောက်လျှောက်ကျွန်တော်တို့နေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်လက်ရှိမှာကျွန်တော်တို့ဒီနိုင်ငံတော်သမ္မတကြီးကလည်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လာဖို့အတွက်ဖိတ်ခေါ်တယ်တစ်ဖက်မှာလည်းဒီတက်မတော်ကာဝေးသူချုပ်ဗိုလ်ချုပ်ကြီးရုံးကတပ်မတော်ရဲ့ဖုံးလိုက်ရုံကိုစန့်တန်းပြနေတယ်စန့်နေတယ်ပေါ့ဗျာဖုံးလိုက်ရုံစန့်နေပေါ့တိုင်းပြည်တစ်ခုငြိမ်းချမ်းဖို့အတွက်တစ်ဖက်ကလည်းကျွန်တော်တို့လက်ရှိနိုင်ငံတော်သမ္မတကြီးက
ငြိမ်းချမ်းရေးဆွေးနွေးဖို့တကားပေါက်တွေဖွင့်ထားသလိုပါပဲတစ်ဖက်မှာလည်းဒီလိုအပ်တဲ့ဒီလက်နက်ကိုင်အဖွဲ့တွေစကားဝိုင်းပေါ်လာဖို့အတွက်တက်ချုပ်ကြီးကလည်းကျွန်တော်တို့အင်အားပြတော့ခင်ဗျာအင်အားမပြရင်ဘယ်လက်နက်ကိုင်အဖွဲ့မှာစကားဝိုင်းပေါ်မလာဘူးအကြမ်းဖက်အုပ်စုတွေကျွန်တော်ပြင်းပြင်းထန်ထန်လှုပ်ရှားခဲ့တဲ့အခြေအနေရှိပါတယ်1980ကာလမှာကျွန်တော်တို့ဒီပြည်တွင်းမှာနိုင်ငံရေးဝိဝါဒတွေကွဲတဲ့အချိန်မှာလက်နက်ကိုင်အဖွဲ့တွေခေါင်းထောင်ပါတယ်ပြည်တွင်းမညီညွတ်မှုတွေပြည်တွင်းမှာကျွန်တော်တို့ဝိဝါဒကွဲတဲ့အချိန်ရောက်ရင်ဒီလက်နက်ကိုင်အဖွဲ့တွေခေါင်းထောင်ပါတယ်ခေါင်းထောင်ခဲ့ကြပါတယ်1988ကာလမှာခေါင်းထောင်ခဲ့ကြပါတယ်အဲ့ဒီအချိန်တုန်းကကျွန်တော်တို့ဒီចောင်းသားတွေတောခိုကြတယ်အလွှာသီးတွေတောခိုကြတယ်အဲ့ဒီအချိန်မှာခေါင်းထောင်ပါတယ်ဒါတော့ KNU တို့ပြီးရင်ကျွန်တော်တို့ ABSD ရဖြစ်လာတယ်ပြီးရင်ကျွန်တော်တစ်ဖက်မှာလည်းKIA တို့စတဲ့အဖွဲ့တွေခေါင်းထောင်လာကြတယ်သူတို့ခေါင်းထောင်တဲ့အချိန်ကဒီပြည်တွင်းမှာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေတနည်းအားဖြင့်ဗမာအင်အားစုတွေစိတ်ဝန်းကွဲတဲ့အချိန်ကိုသူအခါကောင်းဆောင်တယ်လက်နက်ကိုင်အဖွဲ့တွေမှာသူတို့ရဲ့ရည်မှန်းချက်ကိုယ်စီတွေရှိကြတယ်အဲ့တော့ KNU ဆိုလဲကော်တူလေးနိုင်ငံတည်ထောင်မယ် KIA ဆိုလဲဝမ်ပေါက်နိုင်ငံတည်ထောင်မယ်သူတို့မှာရည်မှန်းချက်တွေရှိပါတယ်အများကြီးပါပဲလက်နက်ကိုင်အဖွဲ့တွေအားလုံးမှာသူတို့ရဲ့ရည်မှန်းချက်တွေရှိတယ်ရည်မှန်းချက်ကိုယ်တည်ရှိကြတယ်သူတို့ကအမြဲတမ်းတက်မတော်ရဲ့အင်အားကိုအမြဲတမ်းကြည့်တယ်တက်မတော်အင်အားတလောက်ရှိတယ်ငါတို့ဒီချိန်ဝင်တိုက်လိုက်ရင်တော့ငါတို့ခံရမယ်အဲ့တော့အဲ့ချိန်မှာသူတို့ကဘာမှမလုပ်အင်အားတွေစုကြတော့အင်အားစုကြတယ်ကျွန်တော်တို့ပြည်နယ်အဆင့်ကျွန်တော်တို့လက်မှတ်တွေထိုးကြတယ်ပြည်အောင်စုလက်မှတ်တွေထိုးကြတယ်ပေါ့ထိုးပြီးတော့သူတို့အင်အားတွေစုတယ်ပေါ့ပြီးတော့တယံဇာတတွေပေါ့ခင်ဗျာ KI ဆိုကြည့်ဗျာဖားကန်တကွေလုံးမှာသူတို့ရခဲ့တဲ့ကြောက်စင်းရနဲ့ရခဲ့တဲ့ဘဏ္ဍာငွေတွေတနည်းအားဖြင့်သူတို့ရဲ့စက်ကြီးတွေပေါ့ငွေကြီးတွေမနေဘူးပဲကျွန်းသက်တွေမနေဘူးပဲရွှေတွေရတယ်မနေဘူးပဲသူရခဲ့တယ်ငြိမ်ပြီးတော့လက်နက်အင်အားတွေဖြစ်ခဲ့တယ်အဲ့တော့ဒီ2021အခင်းချင်းမှာပြည်တွင်းမှာကျွန်တော်နိုင်ငံရေးဝိဝါဒတွေဖြစ်လာတဲ့အခါမှာစူပူမှုတွေဖြစ်လာတဲ့အခါမှာအဲ့ဒါကိုသူတို့အားအဖြစ်သူတို့ပြောင်းပြီးတော့သူတို့နိုင်ငံကိုဖျက်ဆီးကြတယ်တပ်မတော်ပြန်တိုက်တယ်ပေါ့ဗျာအဲ့ချိန်မှာခင်ဗျာ ICA ထိုးထားတဲ့လက်နက်ကိုင်ဖွဲ့တွေလည်းပါတာပဲဗျာသူတို့တိုက်ခဲ့ကြတာပဲဒီနေ့ဒီလည်းတိုက်နေစေဖြစ်တယ်သူတို့ကဒီတပ်မတော်ရဲ့အင်အားအမြဲတမ်းစောင့်ကြည့်နေတာတပ်မတော်မှာကျွန်တော်တိုက်ခဲ့အင်အားဘယ်လောက်ရှိသလဲဘာတွေကျွန်တော်ပိုင်ဆိုင်ထားသလဲဘာတွေဖြည့်နေလဲသူတို့ရတဲ့အချက်လက်တွေသူတောက်လျှောက်စောင့်ကြည့်သူကဒီပြည်တွင်းမှာကျွန်တော်ဗမာအင်အားစုတွေညီညွတ်နေရင်ဒီလက်နက်ကိုင်ဖွဲ့တွေဘာမှမလုပ်ဘာမှခင်ဗျာလှုပ်လို့မရဘူးမင်းလာခဲ့ဟိုလူလာခဲ့ဒီလူလာခဲ့အကုန်လာတယ်ကျွန်တော်ဒီဗမာညီညွတ်မှုပြိုကွဲသွားတဲ့အချိန်ကြရင်တော့အဲ့ညီညွတ်တဲ့အကြောင်းသူကအားပြည့်အသုံးချပြီးတော့တိုက်တယ်ပေါ့ဗျာဒီနေ့အပြင်ခင်ဗျာ10-20ခုအခြေအနေပေါ့10-20ခုအခြေအနေအဲ့ဒါကြောင့်ဖြစ်တာသူတို့ကအမြဲတမ်းကျွန်တော်တို့တက်မတော်ရဲ့အင်အားကိုအမြဲတမ်းကြည့်တယ်ရှုထောင့်ပေါင်းစုံနဲ့ကြည့်တယ်တက်မတော်ရဲ့ပြည်သူတွေးကွဲဖို့အတွက်တောက်လျှောက်သူတို့လှုပ်ရှားခဲ့ကြတယ်ဒီလိုမျိုးဖြစ်လာဖို့လဲကျွန်တော်တို့ပြည်ပမှာရှိတဲ့အဖွဲ့တွေပေါ့ဗျာအဖွဲ့တွေကတောက်လျှောက်ကျွန်တော်အစင်ဆက်လှုပ်ရှားလာခဲ့ကြတယ်ကျွန်တော်တို့ငယ်တွေကဒီလူတွေဗျာကျွန်တော်ငယ်တော့လေဒီလူအတန်ကြီးကြားရတယ်ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ပေါ့လက်ရှိနေတဲ့အနေအထားတွေဒီလူတွေသေတော့မယ်အခုတည်းဒီစကားပြောတော့မယ်ဗျအဲ့တော့ငြိမ်းချမ်းရေးရဖို့အတွက်ကျွန်တော်အင်အားပြရတယ်တိုင်းပြည်တည်ငြိမ်မှုတော့အင်အားပြတယ်လက်ရှိတက်ချုပ်ကြီးတော့ကျွန်တော်ပြင်းပါတယ်ခက်ကြမ်းကိုပြင်းပါတယ်ဆက်ပြီးလဲပြင်းပါလိမ့်မယ်ဆက်လာပါလိမ့်မယ်အဲ့တော့အင်အားမပြရင်တော့ဘယ်သူမှကျွန်တော်တို့ဇဝိုင်းနဲ့လာမှာမဟုတ်ပါဘူးအဲ့တော့နိုင်ငံသိပ္ပံမှာရှိပါတယ်အင်အားမရှိတဲ့ညှိနှိုင်းမှုကအချင်းနှီးတာဖြစ်တယ်ပေါ့အင်အားမရှိတဲ့ညှိနှိုင်းမှုကအချင်းနှီးတာဖြစ်တယ်ဒါကြောင့်တပ်မတော်ကလက်ရှိမှာကျွန်တော်အင်အားကိုဖြည့်တယ်လိုအပ်တဲ့တိုက်ခိုက်အင်အားကိုဖြည့်တယ်တောင်းလျှောက်ပြင်းတယ်ခင်ဗျာတပ်မတော်ဖွင့်လာတဲ့စစ်မျက်နှာပြင်တွေခင်ဗျာတောင်းလျှောက်ကြည့်လိုက်ခင်ဗျာရခိုင်ပြည်နယ်နဲ့အရာဝတိုင်းအဆက်ပြီးရင်ကျွန်တော်ပဲခူးတိုင်းနဲ့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်အဆက်ပြီးရင်ကျွန်တော်တို့တစ်ဖက်မှာလည်းမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်တောက်လျှောက်အဲ့မှာစစ်ကြောင်းတွေဖြန့်လာတယ်တစ်ဖက်မှာလည်းကျွန်တော်မင်းတပ်ကမ်ဘလက်မှာတောက်လျှောက်စစ်ကြောင်းတွေဖြန့်လာတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီအညာဒေသမှာလည်းတောက်လျှောက်ဒီအကြမ်းဖက်အုပ်တွေတောက်လျှောက်တုတ်တင်နေတယ်တစ်ဖက်မှာကျွန်တော်တို့ကချင်ဧရိယာစကိုင်းဧရိယာပြီးရင်ကျွန်တော်တို့ဒီကဘော်ကြိုင်ဝမ်ဒေသပြီးရင်ကျွန်တော်ရောဒေသစစ်မျက်နှာပြင်အားလုံးဖြန့်လာတယ်ဗျအဲ့ဒါအင်အားပြတာအဲ့တော့ဗျာကျွန်တော်တို့တိုင်းပြည်တည်ငြိမ်မှုအတွက်ကတော့လေရှိလို့လေနဲ့ကျဲတယ်ဗျာဟောဝဇာရှိလို့ဟောဝဇာနဲ့ပြစ်တယ်ဒါတရားတဲ့အလုပ်ပဲဗျာဆက်ချရမယ်ဘာကြောင့်ချလဲငြိမ်းချမ်းမှုတွေချရတာစစ်မတိုက်ပဲဘယ်တော့မှငြိမ်းချမ်းရမှာမဟုတ်ငြိမ်းချမ်းရဖို့အတွက်စစ်တိုက်တာလက်ရှိတပ်မော်သားတွေကတိုင်းပြည်တည်ငြိမ်ဖို့နံပါတ်1နယ်မြေအချုပ်ချာအာဏာမဆုံးရှုံးဖို့
နံပါတ်3ပြည်သူတွေရဲ့ရပိုင်ခွင့်အတွက်တိုက်နေတာချတာချအဲ့တော့ကိုညံ့လည်းကိုခံရမှာပဲဒါကျွန်တော်စစ်ရဲ့သဘောပါပဲခင်ဗျာပြီးခဲ့တဲ့ရက်ကကျွန်တော်တို့မလိုင်းဧရိယာမှာရဲစစ်ကြောင်းကျွန်တော်တို့ဒီအတိုက်ခံလိုက်ရတယ်လက်နဲ့ရှိလို့သူတို့လူဆက်ဆံတာလက်နဲ့မရှိရင်လူမဆက်ဆံဘူးဒါစစ်ရဲ့သဘောပဲဒါကြောင့်ကျွန်တော်တို့ကချတာချမချလို့မရအောင်တိုင်းပြည်ငြိမ်းချမ်းဖို့တပ်မတော်စစ်ကြောင်းတွေရောက်ရှိတဲ့ area တွေငြိမ်းချမ်းဖို့ပြန်လည်တည်ဆောက်ရေးတွေလုပ်နိုင်ဖို့ဒီအတွက်တပ်မတော်စစ်တိုင်နေတာခင်ဗျာကျွန်တော်တို့ကဏ္ဍအသီးသီးပေါ့ကျွန်တော်ကြိုက်တဲ့ကဏ္ဍကိုကြည့်အဲ့ဒီကဏ္ဍအသီးသီးကကျွန်တော်တိုင်းပြည်ရဲ့ဒီကာကွယ်ရေးဆိုတဲ့ကဏ္ဍပေါ်မှာပဲမိခိုးရတာကာကွယ်ရေးကဏ္ဍဒီ area မှာကျိုးသွားပြီဆိုရင်တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးဘာမှလုပ်လို့မရအောင်လက်ရှိခင်ဗျာစကိုင်းမကွေးတိုင်း area မှာကြောင်းမဖွင့်နိုင်တဲ့နေရာတွေအများကြီးပဲစေုံစကမဖွင့်နိုင်တဲ့နေရာတွေအများကြီးပဲအုပ်ချုပ်ရေးရန်တွေကမလဲပတ်နိုင်တာတွေအများကြီးပဲဗျအဲ့ဒါကျွန်တော်ကာကွယ်ရေးရန်တွေကကျိုးသွားလို့ဗျလက်ရှိအဲ့ဒီနေရာတွေပြန်ရဖို့အတွက်တပ်မတော်ကကျွန်တော်အားသွန်ကိုယ်ဆိုင်လုပ်နေတယ်အဲ့တော့လက်ရှိကျွန်တော်တို့တက်ချုပ်ကြီးဗိုလ်ချုပ်ကြီးရုံးကတော့ဖုံးလိုက်အောင်ဆက်နေတယ်တော့သုံးဆရာရှိတာသုံးပါပဲရှင်းစရာရှိတာရှင်းပါပဲပြင်းစရာရှိတာပြင်းပါပဲဆက်ကြည့်ပါဆက်လာပါလိမ့်မယ်